grammar school လေးကိုဖွင့်လှစ်ထားသူဒီချေပေါင်းမဲ့ပွဲဖြစ်ပါတယ်။ဒီနေ့ဒီချေကဒီချေရဲ့ video class လေးကိုပြန်လည်စတင်မှာဖြစ်ပါတယ်။အရင်နေ့တွေတုန်းကဒီချေကနဲ့အနေကင်းကနေနဲ့အများကင်းပြောင်းတာလေးတွေကိုသင်ကြားပြသပေးခဲ့ပြီးပဲဖြစ်ပါတယ်။ဒီချေရဲ့ video class လေးကတသက်တာလေ့လာလို့ရတဲ့ video class လေးပဲဖြစ်ပါတယ်။2000ခွဲချက်နဲ့မိမိဖေဖေတို့ရောတသားမိမိတွေပါလေ့လာလို့ရတဲ့ video class လေးကိုလည်းဘုရုဝင်နိုင်ပါပြီ။ကြည့်ရအောင်အခုဒီဥစ္စာလေးကတော့နဲ့အနေကင်းအနေနဲ့အများကင်းကိုပြောင်းတာမဟုတ်ပါဘူး။ဒီကျဲဒါကလေးတွေကိုဘုသူတအနေနဲ့သိရှိစေရန်အတွက်ထည့်ပေးထားတဲ့နောင်အုပ်စုလေးပဲဖြစ်ပါတယ်။ဒီစာလေးကိုဖတ်ကြည့်အောင်အချို့သောနာများသည်တဲ့ S နဲ့ဆုံးတော်လဲနာအနေကိန်းစင်္ဂလာသာဖြစ်ကြသည်တဲ့ဒီစကားလုံးလေးတွေကမူရင်းစလုံးပေါင်းမှာကလေးက S ပါလာဖြစ်ပါတယ် S ပါလို့အများကိန်းလားလို့ထင်အောင်ထင်မှားတွေဖြစ်ပါလိမ့်မယ်မူရင်းစလုံးပေါင်းမှာကလေးက S ပါလာဖြစ်ပါတယ်သူတို့ဟာအနေကိန်းတွေပဲဖြစ်ပါတယ် S ပါတယ်S ပါလာပဲဆိုပြီးတော့အများကိန်းအုပ်စုတွေကိုထည့်လို့မရပါဘူးသူ့ရဲ့မူရင်းစလုံးပေါင်းမှာကလေးက S ပါနေတာဖြစ်တဲ့အနေကိန်းစင်ကလာအုပ်စုပဲဖြစ်ပါတယ်ကဲကြည့်ရအောင်ဥပမာလေးတွေတစ်ချက်ကတိုင်ပေးမယ် NEWS news the din NEWS news the din PHYSICS physics Upabeda PHYSICS physics Upabeda MATHEMATICS mathematics သင်္ချာ MATHEMATICS mathematics သင်္ချာECONOMICS economics စီးပွားရေးပညာ ECONOMICS economics စီးပွားရေးပညာ MECHANICS mechanics စက်မှုပညာ MECHANICS mechanics စက်မှုပညာဒီစကားလုံးလေးတွေကမူရင်းစလုံးပေါင်းမှာကလေးက S ပါလာဖြစ်တယ် S ပါလို့အများကိန်းမဟုတ်ဘူးသူတို့ဟာအနေကိန်းအုပ်စုပဲဖြစ်ပါတယ်ဒါလေးဟာဘုဟုတုတအနေနဲ့ဖောက်ပြီးတော့ဒီချက်ကထည့်ပေးထားတာဖြစ်ပါတယ်ဒီဆက်လက်ပြီးတော့ရှေ့ကိုသွားရအောင်ဒီတစ်ခါမှာတော့မူရင်းစလုံးပေါင်းမှာကလေးကလည်း S ပါတယ်မူရင်းမှာကလေးကလည်း S ပါတယ်ပြီးတော့အများကိန်းပုံသဏ္ဍာန်လေးဖြစ်နေပြီးသားစလုံးလေးတွေပါအခုနာလေးကမူရင်းစကလုံးမှာကလေးက S ပါတယ်ဒါပေမဲ့ S ပါပေမဲ့သူတို့ဟာအနေကိန်းအခုအုပ်စုကမူရင်းစလုံးပေါင်းမှာကလေးက S ပါပြီးသားဖြစ်တယ်ပြီးတော့သူတို့ဟာ plural form ပဲဖြစ်ပြီးသားဖြစ်တယ်singular form မရှိဘူး plural form ဖြစ်ပြီးသားဖြစ်ပါတယ်ဒါလေးကိုဆက်လက်ပြီးတော့သင်ကြားရအောင်အချို့သောနောင်တို့သည်တဲ့အများကိန်း plural များဖြစ်ကြသည်ဘာလို့လဲဆိုရင်သူဟာနှစ်ဖက်ပေါင်းဆက်ထားတဲ့နှစ်ခုရှိတဲ့အရာတွေပဲဖြစ်နေလို့ပါကြည့်ကြရအောင်ဒီစရာတိုင်ပေးမယ် TROUSERS trousers ပေါင်းမိရှိ TROUSERS trousers ပေါင်းမိရှိ SPECTACLES spectacles မျက်မှန် SPECTACLES spectacles မျက်မှန် SCISSORS scissors ကတ်ကြီး SCISSORS scissors ကတ်ကြီး PLIERS flyers player PLIERS flyers player SHEARS cheese တပင်ညက်ကကြီးကြီး SHEARS cheese တပင်ညက်ကကြီးကြီး
she is ရတန်လေးနဲ့လည်းထွက်လို့ရတယ်လို့ she's ဆိုပြီးတော့ s နဲ့တခါတည်းတွဲခေါ်သွားတဲ့အတန်လေးလည်းထွက်လို့ရတယ်ဒီချိန်က s နဲ့တခါတည်းတွဲခေါ်လိုက်တယ် she's ပေပေညက်ကကြီးကြီးဆိုပြီးတော့ကနေ့ဒီချိန်နံအနေကိကနေနံအများကြီးတေချာချင်းမှာတေချာချင်းနေမှာနံအနေကိကနေနံအများကြီးနေတေချာချင်းမှာဒီချိန်ဘူးတုတအနေနဲ့နောင်အုပ်စုလေးတွေဖောက်ပြီးတော့ထည့်ထားတာရှိတယ်စောနာကတင်ပြပေးခဲ့တာတွေကမူရင်းစကားလုံးမှာကလေးက s ပါတယ် s ပါပေမဲ့အများကြီးလို့မထင်နဲ့သူ့ရဲ့ပုံစံသူ့ရဲ့မူရင်းပုံစံမှာကလေးက s ပါတာဖြစ်တယ်သူတို့ဟာစင်္ဂလာအုပ်စုဝင်နေဖြစ်တယ်အခုစကားလုံးလေးတွေကကြတော့မူရင်းစလုံးမှာကလေးက s ပါတာဖြစ်တယ်ပြီးတော့သူတို့ဟာ plural form အများကြီးပုံစံဖြစ်ပြီးသားတွေပဲဖြစ်တယ်ဘာကြောင့်လဲဆိုရင်နှစ်ဖက်ပေါင်းဆက်ပြီးမှအရာဝတ္ထုတစ်ခုဖြစ်တည်နေတာဖြစ်လို့ဘောင်းမီရှည်ဆိုရင်လည်းဘောင်းမီရှည်ကနှစ်ဖက်ခြေထောက်ဆိုတာနှစ်ဖက်ပါတယ်မျက်မှန်နှစ်ဖက်ကက်ကြီးလည်းနှစ်ဖက်ပေါင်းဆက်တယ်ပလေယာလည်းနှစ်ဖက်ပေါင်းဆက်တယ်တစ်ပိညက်ကက်ကြီးအကြီးဆိုတာလည်းကက်ကြီးအကြီးဆိုင်ပါပဲနှစ်ဖက်ပေါင်းဆက်ပြီးမှအရာဝတ္ထုတစ်ခုဖြစ်တည်နေတာဖြစ်လို့မလို့မူရင်းစလုံးပေါင်းမှာကလေးကလည်း s ပါတယ်ပြီးတော့အများကြီး plural form လည်းဖြစ်တယ်ဆိုတော့ဒီ word noun word ကလုံးလေးတွေကိုဒီချိန်ကဘ ഹു တုတအနေနဲ့ထည့်သွင်းပေးထားပါတယ်ဒါဟာဒီချိန်ရဲ့ video class လေးပဲဖြစ်ပါတယ် grammar school လေးကိုဖွင့်လှစ်ထားတဲ့ဒီချိန်ဘုံမဲ့ပွဲဖြစ်ပါတယ်ဒီချိန် face to face မတင်နိုင်တဲ့သူတွေလို့ပြောမလဲgroup တစ်ခါဝင်ထားတာနဲ့တက်တာကိုအေးစစ်စစ်လေးလာလို့တဲ့သူတွေဖေဖေမမေတွေတမမီတွေဒီလိုအလဲပေါ့ကိုမမတွေအားလုံးအတွက်ဒီချိန်က video class လေးကိုစီစဉ်ပေးနေတာပဲဖြစ်ပါတယ်သူကတက်တာအတွက်2000ခွဲချက်ပဲကြာမှာဖြစ်ပါတယ်ပြီးတော့ဒီချက်ရဲ့ face to face zone တန်းလေးတွေကို face to face zone တန်းလေးတွေကိုပဲတက်ချင်တာဆိုရင်လေဒီချက်က face to face zone တန်းလေးတွေကို intermediate writing တန်းနေvisit တန်းနေ grammar တန်းခွဲတွေကိုများစွာဖွင့်လှစ်ပေးနေပြီပဲဖြစ်ပါတယ်ဒီချက်ရဲ့ grammar school ဆိုတဲ့ TikTok account လေး grammar school ဆိုတဲ့ Facebook page လေးတွေကိုlike လုပ်ထားပြီးတော့ဒီချက်ရဲ့တန်းခွဲသစ်တွေကိုလည်းလို့ပြောမလဲသိရှိအောင် like လုပ်ထားဖို့လို့like လုပ်ထားဖို့အကြံပြုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်